ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အကယ်ဒမီမင်းသားနေဝင်းရဲ့ချစ်စနီးလေးအိတ်ချစ်ချောရဲ့ကိုဝင်ဆောင်ကာလဖြတ်တန်းမှုလေးအကြောင်းကိုပြောပြပေးချင်ပါတယ်အခုဆိုရင်သူမဟာဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့တသားလေးကိုလွယ်ထားရတာဖြစ်ပြီးတော့မိခင်လောင်းတစ်ယောက်ရဲ့ပျော်ရွှင်စရာခိုက်တန့်တွေကိုပိုင်ဆိုင်ထားတာပါကိုဝင်ဆောင်ချိန်မှာထူးထူးခြားခြားချင်းချင်းတက်တဲ့အကြောင်းအရာလေးတွေဟာလည်းအမြဲတမ်းလူပြောများတက်ကြတဲ့အရာတွေထဲမှာပါဝင်နေတာပါအိတ်ချစ်ချောတယောက်ဒီတစ်ခါမှာတော့ဘလို့မျိုးထူးထူးခြားခြားချင်းချင်းတက်ခဲ့လဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင်ဆက်လက်ဖော်ပြပေးသွားမှာပါကိုဝင်ဆောင်တဲ့အများစုဟာအချင်းတက်အတီးနှံဒါမှမဟုတ်ထူးခြားတဲ့အစားအစာတွေကိုတောက်တက်ကြပေမဲ့အိတ်ချစ်ချောကတော့အဲ့ဒီအချက်တွေနဲ့လုံးဝကွာခြားနေတာပါသူမရဲ့ဒုတိယကိုဝင်ဆောင်ချိန်မှာတော့အစားအသောက်တွေထက်လက်ဝတ်ရတနာတွေကိုသာအလွန်မင်းတောက်တမိတဲ့အထိချင်းချင်းတက်ခဲ့တာလို့သိရပါတယ်ဒီလိုမျိုးထူးဆန်းတဲ့ချင်းချင်းတက်တဲ့ပုံစံကြောင့်ပတ်ဝန်းကျင်ကလူတွေရောပရိသတ်တွေပါအံ့ဩသွားခဲ့ရတာမျိုးဖြစ်ပါတယ်ပစ္စည်းပစ္စယအပေါ်မှာပဲချင်းချင်းတက်နေတဲ့သူမရဲ့အဖြစ်အပျက်လေးဟာကြားရသူတိုင်းအတွက်တော့တကယ်ကိုရေမောစရာကောင်းပြီးချစ်ဖို့ကောင်းနေတာပါရနာပစ္စည်းတွေကိုမြင်လိုက်တာနဲ့လိုချင်စိတ်တွေတဖွာဖွာပေါ်လာတဲ့အထိချင်းချင်းတက်ခဲ့တာကြောင့်နောက်ဆုံးမှာတော့ဝယ်ပြီးစင်မြတ်မှစိတ်ကြည်နက်မှုရခဲ့တဲ့အကြောင်းကိုသူမကိုယ်တိုင်ပြန်လည်ပြောပြလာတာပါကိုဝင်ဆောင်ချိန်မှာလိုချင်တဲ့ပစ္စည်းကိုချက်ချင်းမရရင်စိတ်မသက်မသာဖြစ်တတ်တဲ့အတွက်ကြောင့်လည်းအိတ်ချစ်ချောတယောက်အချိန်မီဝယ်ယူပိုင်ဆိုင်ခဲ့တာပါမိန်းကလေးတယောက်ရဲ့သဘာဝအတိုင်းတောက်ပတဲ့ယတနာတွေကိုမျက်နှိုးတက်တဲ့သူမဟာအခုလိုချင်းချင်းတက်ချိန်မှာလည်းယတနာပစ္စည်းတွေကိုပဲရွေးချယ်မိခဲ့တာပါဘယ်သူမှမထင်မှတ်ထားလောက်တဲ့သူမရဲ့ကိုဝင်ဆောင်ကာလချင်းချင်းတက်ပုံလေးဟာအင်မတန်မှကိုထူးခြားဆန်းပြနေတာပါဒီလိုမျိုးချင်းချင်းတက်ခဲ့တဲ့အပေါ်မှာလည်းသူမဟာအင်မတန်မှကိုသဘောကျပြီးကျေနပ်ပျော်ရွှင်နေတာကိုလည်းမြင်တွေ့ရမှာပါသူမရဲ့စကားအတိုင်းဆိုရင်တော့အခုလိုမျိုးလက်ဝတ်ရတနာတွေကိုလိုချင်စိတ်ဖြစ်ပေါ်ပြီးချင်းချင်းတက်ခဲ့တာဟာဘဝမှာအချိုမြင်ဆုံးနဲ့အမတ်တရဖြစ်ဆုံးလို့ဆိုရမှာပါတခြားသူတွေနဲ့မတူဘဲကိုနှစ်သက်တဲ့အရာတွေကိုတောက်တမိတဲ့အတွက်ကြောင့်လည်းသူမရဲ့ကိုဝင်ဆောင်ကာလဟာပိုပြီးတော့အတိတ်ပဲရှိသွားခဲ့တာပါအခုလိုအမတ်တရဖြစ်ရလေးတွေကိုသူမရဲ့လူမှုကွန်ရက်ကနေတစ်ဆင့်ဝေမျှပေးလိုက်တဲ့အခါမှာတော့ပရိသတ်တွေကလည်းအသေးလေးတွေပေးပြီးချစ်ပေးနေကြတာပါနောက်ဆုံးမှာတော့အိတ်ချစ်ချောတယောက်အခုလိုမျိုးရတနာတွေကိုဝယ်ယူစင်မြန်းပြီးစိတ်ကြည်နက်မှုရသွားတဲ့အတွက်သူမရဲ့ကိုဝင်ဆောင်ကာလဟာပိုပြီးတော့တောက်ပနေတယ်လို့ခံစားရပါတယ်တသားလေးကိုလွယ်ထားရတဲ့မိခင်တယောက်အနေနဲ့သားလေးကိုကြမ်းကြမ်းမာမာနဲ့မွေးဖွားဖို့အတွက်ကိုလည်းအမြဲတမ်းဂရုစိုက်နေတာကိုတွေ့ရပါတယ်အခုလိုမျိုးထူးခြားတဲ့အမတ်တရလေးတွေနဲ့အတူနေဝင်းတို့ဇနီးမောင်နှံနှစ်ယောက်ဟာမိသားစုဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေတာပါပရိသတ်ကြီးရဲ့အိတ်ချစ်ချောရဲ့ဒီလိုမျိုးထူးခြားတဲ့ကိုဝင်ဆောင်အမတ်တရလေးအပေါ်မှာဘယ်လိုသဘောထားရှိလဲဆိုတာကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး